နှစ်ဦးဆုံတွေ့ကြတယ်ဆိုတာလေအကြောင်းတွေဖန်လာကြတယ်တွေ့ဖို့ရအတွက်အကြောင်းဖန်လို့တွေ့ကြတယ်မတွေ့အောင်လဲကြိုးစားခဲ့ကြလို့တွေ့ကြတယ်မဆုံးအောင်လို့အားစိုက်ခဲ့ကြတဲ့အတွက်ကြောင့်ဆုံးကြတယ်ပြန်ပြီးတော့ပြိုကွဲသွားတယ်ဆိုတဲ့အရာမှလည်းပဲကွဲပြားသွားစရာအကြောင်းတရားတွေရှိနေတယ်နားလည်မှုတိဆောက်ရမယ့်နေရာမှာနားလည်မှုတိဆောက်ခြင်းမရှိပဲအတ္တကိုရှေ့တန်းတင်တဲ့အခါတစ်ဖက်သားနဲ့တစ်ဖက်သားယုံကြည်မှုတိဆောက်ရမယ့်နေရာမှာယုံကြည်မှုမတိဆောက်ဘဲနဲ့တန်တရားတွေပွားတဲ့အခါအဲ့ဒီလိုနေထိုင်တဲ့ပုဂ္ဂိုလ်တွေဟာကွဲပြားဖို့ရာအတွက်အကြောင်းတရားတွေပဲတူနဲ့တူသစ္စာဆောင်ထွင်းရမယ့်နေရာမှာသစ္စာတွေပြတ်ပြားပြီးတော့အမြင်ကွယ်ရာရောက်တာနဲ့နောက်ထပ်ဘဝတစ်ခုဖြစ်ဖို့ဖန်တီးကြတဲ့သူများပြိုကွဲပျက်စီးခြင်းဆိုတဲ့အကြောင်းကိုအားဆိုင်နေတာနဲ့အတူတူပဲနှစ်ဦးနှစ်ဖက်မှာတစ်ဖက်ကကြိုးစားပေးနေပြီမဲ့လို့တစ်ဖက်ကအဝေးထွက်သွားဖို့အားဆိုင်လာတဲ့အခါဘယ်လိုနည်းနဲ့မှပေါင်းစုံလို့မရပဲပြိုကွဲကြရပျက်စီးကြရတယ်ဒီလိုပြိုကွဲပျက်စီးတဲ့နေရာမှာသားသမီးတွေရှိနေပါရဲ့နဲ့လေတစ္ဆာမဆောင်ထိန်တဲ့အတွက်ကြောင့်ပြိုကွဲပျက်စီးကြတယ်ကိုကြောင့်ဖြစ်တဲ့သားသမီးများကိုရင်ကဖြစ်တဲ့သားသမီးများကိုတော့မငဲ့ပဲအတ္တမွန်လာတဲ့အခါတဏှာမွန်လာတဲ့အခါဝေကွင်းဖို့အတွက်အကြောင်းတွေကိုကြီးပဲဖန်တီးမိကြတယ်ဘဝတစ်ခုဟာခဏတာဆိုပေမဲ့လို့ရှိနေတဲ့အနေအထားကိုတန်ဖိုးမထတတ်တဲ့သူတွေရဲ့လက်ထဲမှာလည်းပြိုကွဲပျက်စီးခြင်းရဲ့အကြောင်းတွေကိုသာဖန်တီးမိရတာဖြစ်နေတယ်လက်ရှိအနားမှာရှိတဲ့သူကိုတန်ဖိုးမထတတ်တဲ့သူတွေလက်ရှိအချိန်ကိုတန်ဖိုးမထတတ်တဲ့သူတွေလက်ရှိအခွင့်အရေးတွေကိုတန်ဖိုးမထတတ်တဲ့သူတွေဟာပြိုကွဲခြင်းပျက်စီးခြင်းဆုံးရှုံးခြင်းဆိုတဲ့အရာတွေကိုကြုံဆုံရဖို့အတွက်အကြောင်းတွေဖန်တီးနေကြတာသာဖြစ်တယ်ကိုကြုံရတဲ့အရာတွေဟာသူများကြောင့်မဟုတ်ပဲကိုကြောင့်ကလည်းရာဂိုင်နှုန်းများနေတယ်ဆိုတာမညာမတာကိုပြန်ပြီးဝေဖန်မိမယ်ဆိုရင်အမှန်တိုင်းတွေ့ကြလိမ့်မယ်သဘာဝဓမ္မတွေဆိုတာအကြောင်းမရှိပဲနဲ့အကြောင်းမဲ့ဖြစ်တယ်ဆိုတဲ့အရာဘာမှမရှိဘူးတိုက်ဆိုင်လို့ဖြစ်သွားတယ်ဆိုတာမျိုးလည်းဘာမှမရှိဘူးဖြစ်เสียအကြောင်းကိုရှိနေလို့ဖြစ်ကြခြင်းသာဖြစ်တယ်သိဆုံးဖို့ရာအတွက်အကြောင်းတရားများရှင်သန်ဖို့ရာအတွက်အကြောင်းတရားများဆိုတဲ့နေရာမှာလည်းဒီအတိုင်းပဲကိုကကိုကျမ်းမာရေးစသည်ဖြင့်စောင့်ရှောက်မှုမရှိတဲ့အခါကိုရဲ့လုံခြုံရေးစသည်ဖြင့်စောင့်ရှောက်မှုမရှိတဲ့အခါမှာအကြောင်းတစ်မျိုးမျိုးဖြင့်သိဆုံးမှုကိုကြုံကြရတယ်ကိုပေါ့ဆလို့သေဘေးနဲ့ကြုံရတာတွေတည်းရှိသလိုပြင်ပပယောဂကြောင့်သေဘေးနဲ့ကြုံရတာတွေလည်းရှိတယ်ချုပ်လိုက်ရင်တော့ကိုတတိလွတ်သွားလို့ဆိုတာမျိုးတွေလည်းတွေ့ရလိမ့်မယ်တတိနဲ့ပညာအမြဲတမ်းချွန်းအုပ်ထားပြီးတော့လက်ရှိကိုမိသားစုအတိုင်းဝိုင်းလက်ရှိကိုရဲ့ဖြစ်တည်မှုအနေအထားလေးလက်ရှိကိုရဲ့ပေါင်းသင်းနေတဲ့အတိုင်းဝိုင်းဒါတွေအပေါ်မှာသစ္စာထားခြင်းတန်ဖိုးထားခြင်းတန်ဖိုးကိုနားလည်ပေးခြင်းကျေးဇူးတင်တတ်ခြင်းဆိုတဲ့အရာတွေကတော့ကိုအေးချမ်းစွာနေနိုင်ခြင်းပျော်ရွှင်စွာနေနိုင်ခြင်းဆိုတဲ့အကြောင်းတွေကိုဖြစ်စေလိမ့်မယ်အဲ့ဒီလိုနေတတ်တဲ့သူတွေဟာပျော်ရွှင်ဖို့ရာအတွက်အကြောင်းတွေကိုစ조사နေကြတာဖြစ်တယ်အေးချမ်းဖို့ရာအတွက်အကြောင်းတွေကိုစ조사နေကြတာဖြစ်တယ်ဒါကြောင့်ကိုပြုထားတဲ့အလုပ်တွေဟာကိုတွေ့ကြုံရမယ့်အတွေ့အကြုံတွေရဲ့အကြောင်းတရားတွေသာဖြစ်နေတယ်ပညာရေးပဲဖြစ်ဖြစ်လူမှုရေးပဲဖြစ်ဖြစ်စီးပွားရေးပဲဖြစ်ဖြစ်ဘာသာရေးပဲဖြစ်ဖြစ်ကိုယ့်ရဲ့အားဆိုင်မှုနည်းရင်ရလက်နည်းတာကိုတွေ့ရပြီးအားဆိုင်မှုများရင်ရလက်များရလက်ကြီးကြုံကြရတယ်ဒါကြောင့်အရာရာဟာအကြောင်းတရားတွေပေါ်မှာသာမူတည်နေတာဖြစ်တဲ့အတွက်ပြည့်စုံအောင်မြင်စေဖို့အကြောင်းတရားတွေကိုပြည့်စုံအောင်လို့ဖြည့်ဆည်းနိုင်ကြ၍အေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေလို့ဆုတောင်းပေးပါတယ်အားလုံးအေးချမ်းကြပါစေ